ဇလန်းလေးရဲ့အစမှာကိုပိုးကတွားတိုက်နေပါတယ်အဲ့ဒီချိန်မှာဘေးကတကားကသူ့အလိုလိုလှုပ်လာပါတယ်ကိုပိုးကတန်တရားနဲ့လှမ်းကြည့်လိုက်ပါတယ်ခြေတော့တစုံကလေထဲမှာပေါ်လာတယ်ကိုပိုးကတရေကိုမြင်နေရတာပါသူ့ရဲ့အကြည့်ကတရေမနဲ့စုံသွားတယ်သူကဘာမှမသိစေဟန်ဆောင်နေတာပါဒါပေမဲ့နောက်ကျသွားပါပြီငါ့ကိုမြင်နေရတယ်မဟုတ်လားပူပိုးကကျုပ်လန်တကြားနဲ့ရှောင်းနေတယ်ဒီမှာကထပ်ပြီးကိုစမ်းတက်နေတယ်စိတ်တက်ကကိုပေါ်မြင်နေရမှန်းအတိပြုတ်လိုက်တယ်အားကြောင့်သူကပါဇက်ကနေအမွေမေးတွေကိုထုတ်လိုက်ပါတယ်ကိုပေါ်ကတီးမခံနိုင်တော့ပဲတရေမောင်တစ်ချက်ထိုးလိုက်ပါတယ်တရေမောင်ကြောက်လန့်ပြီးတောင်းပန်နေပါတယ်နောက်တစ်ခါမလာနေသူက ECC ပဲသွားဆက်တိုက်နေပါတယ်ဖုံးပါဆိုတာကူပေါ်ပါပဲကူပေါ်ကတော့တရင်နှိမ့်နေတူပါအဆက်မရှိတော့ရင်သူကတရင်နှိမ့်ပြီဒါပေမဲ့အားနေတဲ့တရင်တွေကိုပဲနှိမ့်နိုင်တာပါတရင်နှိမ့်ခါကတော့မနေတော့ပါဘူးသူ့ရဲ့ရည်မှန်းချက်ကတော့ဝန်တန်းတန်ရဖို့ပါဒီနေ့မှာတော့အလုတ်ကြီးတစ်ခုရှာလာပါတယ်မိခလီချောင်းပါတရင်နှိမ့်ဖို့ပါကူပေါ်ကကျောင်းလေးခုခိုးဝင်သွားပါတယ်တရေမောင်လေးချက်ချင်းတွေ့လိုက်ပါတယ်တရေမောင်ကသူ့ရဲ့အနောက်မှာပေါ်လာတယ်သူတို့နှစ်ယောက်တိုက်ခိုက်နေကြပါတယ်ကိုဘောကတရေမောင်အလေးထိုးလိုက်ပါတယ်တရေမောင်တီချင်းရောက်ဆောင်းနေတာကိုဘောကတွားကြည့်တဲ့အချိန်မှာတရေမောင်စမှုထဲကသူ့ရဲ့မျက်လုံးကိုလက်နှစ်ချောင်းနဲ့ထိုးလိုက်ပါတယ်နာကျင်ပြီးနောက်ကိုဆုတ်သွားတယ်။ဘလို့တရင်ယူလဲတိလား။မင်းကတော့စေဒီသားမှတ်လိုက်တော့သူတို့နှစ်ယောက်ထပ်ပြီးတိုက်ခိုက်တယ်။ကိုပိုးကအရင်နေပြီးထွက်ပြေးခဲ့ရတယ်။နောက်တနေ့မှာသူကလက်နက်နဲ့ပြန်လာတယ်။ထွက်လာတရေမကလေသူ့ကိုထိတ်တိုင်းရင်ဆိုင်တယ်။တရေမကသူ့ကိုခြေတုံးနဲ့ကန်လိုက်တယ်။ကိုဘောကလည်းပြန်ပြီးတိုက်ခိုက်ပါတယ်။ထိုးတိုက်ခိုက်နေကြရင်နဲ့လေကားဘောကနေအတူတူလိမ့်ကျသွားပါတယ်။လိမ့်ကျရင်ကနေတော်တဆလမ်းမိသွားကြတယ်။စိတ်ဓာတ်ကလည်းအတိတ်ကအကြောင်းတွေကိုမှတ်မိသွားပါတယ်။ကိုဘောကတော့ငါတမင်လောက်တာမဟုတ်ဘူး။စိတ်ဆိုးပြီးတော့သူ့ရဲ့ညီလေးကိုကန်လိုက်တယ်။သူ့ရဲ့အော်တန်ကကြောင်းတစ်ခုလုံးပြန့်သွားတယ်။ဒီကြောင်းမှာတကယ်ကြောက်စရာကောင်းတဲ့တရေရှိတယ်။ဒီလူနှစ်ယောက်ကဗီဒီယိုရိုက်နေတာပါ။တရေရှိကြောင်းတက်သိပြချင်တာပါ။ဒီကြောင်းမှာလူ9ယောက်တိတ်ဘူးတယ်။ဒါပဲ။တရေကတော့တကယ်ပေါ်လာပြီပါ။တရေကသူတို့ကိုစောင့်ကြည့်နေတာပါ။သူတို့ကြောက်လန့်တကြားနဲ့ထွက်ပြေးကြတယ်။ကိုဘောနဲ့တရေမကလည်းကြောင်းလေးမှာရှိနေတယ်။သူတို့အားလုံးဓာတ်လေးတွေကိုပြေးဝင်ကြတယ်လက်တစ်ဖက်ကကိုဘောကိုလာဆွေးထားပါတယ်ကိုဘောလက်သီးတစ်ချက်မြည်ထွက်သွားမယ်ဆိုပြီးထိုးလိုက်ပါတယ်အဲ့ဒီတရေကဆရာတယောက်ဖြစ်နေပါတယ်သူကအိမ်သားထဲမှာချောင်းကြည့်ရင်းနဲ့တိတ်သွားတာပါတရေမကလည်းအဖမ်းခံရထားတယ်ကိုဘောကတရေမကိုလာကူညီပေးပါတယ်သူကအဖမ်းခံရပြီမယ်တောင်းပန်ပြီးလွတ်အောင်လုပ်ပါတယ်သူတို့နှစ်ယောက်ပူပေါင်းပြီးတိုက်ခိုက်ကြတယ်နောက်ဆုံးတော့တရေဆိုရဲ့ညီလေးကိုကန်ပြီးနှိမ့်နိုင်ခဲ့ပါတယ်ကိုဘောကတရေမကိုဖာလို့လိုက်နေတာလေလို့မိပါတယ်နမ်းလိုက်ရင်မှတ်တမ်းကြီးပြန်ရလာလို့ပါဒီမင်းကလေးကမိကလိမ့်နေတာပါသူကနမေကြီးမင်းသမီးတစ်ယောက်ပါဖုန်းနေမှာတော့စိတ်ဆိုးတဲ့စားတွေအများကြီးပဲသူကစိတ်ပြက်ပြီးကိုတတ်သေးလိုက်တယ်သူ့ကိုဆဲခဲ့တဲ့သူတွေကတော့အန်ဒီရဲ့ရှိနေပြီဖုန်းထဲမှာမင်းသမီးရဲ့ဗီဒီယိုပေါ်လာတယ်သူကကြောက်ပြီးဖုန်းကိုလွင့်ပစ်လိုက်တယ် TV ကလည်းသူ့အလိုလိုပွင့်လာပြန်ပါတယ်တိတ်တရေမာကသူ့အနာကိုရောက်လာတယ်တပေါင်းနောက်တနေ့မှာအဲ့ဒီတေဆိုးနေတာတွေ့ရတယ်ရဲတွေကတော့အမှုစစ်ဆေးနေကြပါတယ်မင်းသမီးကိုဆဲခဲ့သူ3ယောက်လုံးသိဆုံးသွားတာပါလက်မျိုးတွေအချိုးခံထားတာကထူးဆန်းနေပါလေနောက်ထပ်တစ်ယောက်ကိုလည်းရဲတွေရှာတွေ့တယ်သူကတော့ကြောက်လန့်ပြီးအိမ်ထဲမှာပုံနေပါလေတတိတော့မင်းသမီးတရေကသူ့စီကိုထက်ရောက်လာပြန်ပါလေကိုဘောနေတရေမှာကသူ့ကိုလာခဲ့တယ်တရေမှာမင်းသမီးတရေကိုပါစီနေတယ်လူတက်ကိုတရေမကမင်းသမီးတရေကိုတားဆီးနေတယ်လူတက်တာကိုရပ်ပါတော့မနေ့ကကိုရုပ်ကိုပြန်ကြည့်လိုက်ပါဦးမင်းသမီးကနောင်တရပြီးအလင်းထဲဝင်သွားတယ်ဟင်းဒီမင်းကလေးကရေချိုးနေတာပါချီယာတွေကသူ့စီကိုတိုးလာနေတယ်
ရီတွေလင်းသူ့အလိုလိုရက်သွားပါတယ်တရေတကောင်ကသူ့ခြေတော့ကိုလာကိုင်းနေကိုပိုးတို့ညီမနှစ်ယောက်ကရောက်လာပါတယ်သူတို့ကပတ်စံရဖို့အတွက်လာခဲ့တာပါညပါမှာတော့တရေကထပ်ပေါ်လာပြန်တယ်ကိုပိုးကတရေကိုလိုက်ဖမ်းနေတာပါအဲ့ဒီတရေကမင်းကလေးတွေကိုချုံကြည့်တယ်တူပါလူကတရေမကိုဖမ်းဆွဲသွားပါတယ်ကိုပိုးကတရေမကိုကေဖို့ကျူးစားတယ်သူတို့နှစ်ယောက်ပူးပေါင်းပြီးတိုက်ကြပြန်တယ်တရေဆိုရဲ့အားနေချက်ကိုရှားတော့ပါတယ်ပန်းချန်လေးကထန်းကသူ့အလိုလိုလှုပ်နေတယ်ကလေးတယောက်ရဲ့ငိုတန်းလေးကြားနေရတယ်ဒီလူကအိမ်မီးချင်းအတန်တွေကြောင့်မိုးလာတယ်သူတော့ကြည့်တဲ့အချိန်မှာဘာမှမရှိပါဘူးကလေးတရေကသူ့ရှိမှပေါ်လာပါတယ်ကိုပိုးတို့အဖွဲကဒီအမှုကိုလက်ခံလိုက်ပါတယ်သူကအိမ်ထဲမှာလိုက်စစ်ဆေးနေတာပါဖီယိုတွေကနေအတန်တွေထွက်လာတယ်놀랬어?ကိုပိုးကလေးတရေကိုလိုက်ဖမ်းနေတာပါကလေးကတယောက်ယောက်စီကပြေးနေတာပါကလေးရဲ့အထေးကသူ့ကိုတတ်ခဲ့တာပါအေဒီလူကတရေဖြစ်ပြီးကလေးကိုလိုက်နေတာပါကိုပိုးကအေဒီတရေကိုနှုတ်နှင်းလိုက်ပါတယ် ကလေးကသူ့အမေနဲ့တွေ့ပြီးထွက်သွားနိုင်ခဲ့တယ် 엄마! တရေမကတော့ချောတဲ့လူတွေကိုလိုက်ကြည့်နေတယ်ဒီလူကတော့ကျောင်းကပါမောက်ခါတရပါသူ့တရေဆိုးတကောင်ကပူးကတ်ထားတာပါ 이러면 곤란한데. သူကတရိတ်ဆန်တွေကိုနှိမ့်ဆက်လိရှိတယ်ကျောင်းသူတယောက်ကဒါကိုမြင်သွားတယ်သူကအဲ့ဒီကျောင်းသူကိုလည်းတတ်သွားပါတယ်သူကအဆောင်အလှဖွက်တစ်ခုကိုရှာနေတာပါအဲ့ဒါကသူ့ကိုတတ်နိုင်တဲ့တစ်ခုတည်းသောအရာပါ9နှစ်ကြာပြီးနောက်မှာအဲ့ဒီကျောင်းသူနိုးလာတယ်သူကအဲ့ဒီမိန်းကလေးကိုထပ်တတ်ဖို့ကြိုးစားတယ်ဘုံဘာကအချိန်မီရောက်လာပြီးကင်းနိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့အားလုံးအဆင်ပြေသွားပါပြီသူတို့ရဲ့တရေနှစ်နီးခရီးစဉ်ကဆက်ရှိနေအောင်ပါဒီ movie recap လေးကိုသဘောကျတယ်ဆိုရင်ကျွန်တော်တို့ရဲ့ Moon Black Movie Recap Channel လေးကိုလည်း subscribe လုပ်ပေးထားအောင်နော်အသစ်တစ်တင်တိုင်းအမြဲကြည့်လို့ရအောင်လေးက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားပါ like နဲ့ share လုပ်ပေးဖို့မမေ့နဲ့အောင်နော်နောက်ထပ်ဘယ်လိုကားမျိုးတွေကို recap လုပ်ပေးစီခြင်းတလဲဆိုတာ comment မှာရေးခဲ့လို့ရပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ကျွန်တော်နာမည် Moon Black ပါနောက် video မှာပြန်ဆောင်ကြမယ်တာယာပျော်ရွှင်တဲ့နေ့လေးဖြစ်ပါစေဗျာ